အားလုံးပဲမင်္ဂလာပါဒါမန္တလေးမြို့ရဲ့ကုသိုလ်တော်ဖရားတယ်ဗျာနော်မန္တလေးကိုရင်တော့ရောက်ဖူးပါတယ်ဒါပေမဲ့ဖရားတော့အခုမှပဲရောက်ဖူးတော့တယ်သာသောပြောခဲ့သလိုပေါ့နော်ဒီလိုနေရာမျိုးဗုဒ္ဓဘာသာရဲ့အထွတ်မြတ်ထားရဒီလိုနေရာမျိုးတွေကိုချစ်တဲ့ခင်တဲ့သူတွေအကုန်လုံးနဲ့အတူတူလာကြပါတယ်chất đi nhớ như mày nhớ này o không ngon à à rồi ai đi xin nó mèo chồng哪里在这个？